这把你心看见你啊！我爷爷啦，压人，没爷，你们身边那里阿姑，压人嘛，人家不背呢。咱们先下来了，不要那你那也一顿弄不了呗。哦，你们身边这个你们身边你们阿们那压人，你妈是干的，你妈那瓜的嘛，干 break 吧，我不高兴，你别这里他比忙你呀。阿哥爷爷先把刀干了。像这么表吧嘞，爷爷啦，落地老没你了，姑老别比九公八公比咱地保险。啊，没是咖啡娘了。我不是多少喽？像没呀嘛嘞，现在这么看到过来，不是要年喽？啊，那不是对嘛嘞？他要拍一种，看到过来嘛，一点钟，他没嘛，我做嘛不？就不是嘛嘞？啊，我不是对嘛嘞？哦，哎说地了喽。给啦，啊，这么你也在看没？这么聊天你了？这么聊天你也随便好改了，我们做啥呢喏？啊，谁家的家的阿勇我们老？哪边喽？是被多年没录片嘛？谁录没有哩？哎，这么是边你先？啊，嘛对我看到过嘛，嘛是被谁呢？我们你的包。弟妹，谁看到过你嘞？这么身边你呀啦呗？哎，啊，什么票？对嘛？他的那么丢他的哟，他的哟。像这么的新媒体呢，都表态喏。嘛提路呀嘛啦，我看到过嘛，要你来的嘛。先表里改里吧啦，呀嘞先贴喏，怎么来偷看嘛喏？啊，巴路大喽。唔嘞，都下了就撇单你来的，我老东西的好面，我来上派。啊，嘿，မင်းနဲ့ငါနဲ့ဒီတိုင်းနေလို့မရတော့နော်မင်းနဲ့ငါနဲ့ဂျာမန်လေးစီကံလေးတစ်ခုချမရတော့မယ် အမေကြီးကြီးကျယ်ကျယ်နဲ့ तू ကပဲပြောရရှိတယ် ဟုတ်တယ်လေမင်းတို့မိန်းမတွေဆိုတာလွယ်တာမဟုတ်ဘူးအဲ့ဒီတော့မင်းရောက်နေတဲ့ငါခန္ဓာကိုယ်ကိုမင်းကလည်းယူယူတတဖြူဖြူစင်စင်လေးစောင့်ရှောက်ငါကလည်းမင်းခန္ဓာကိုယ်ကိုယူယူတတဖြူစင်စင်လေးစောင့်ရှောက်မယ်ဟုတ်ပြီလား ဟဲ့ဒီမှာရှင်းဦးမယ်အစကားပြောရမှာရှင့်ရှမ်းတာလေကျမခန္ဓာကိုယ်ထဲမှာနေပြီးမြင်ချင်တိုင်းမြင်တွေ့ချင်တိုင်းတွေ့ပြီးတနာထမနေနဲ့နော်ပြောချင်ဒါနဲ့လေရှင်းဦးမေးပါဦးမယ်ရှင်းအရင်တော့ကလေရိုးချိုးရလား တလို့တခါတော့ချိုးရတယ် ဟာအဲ့ကြောင့်မလို့ကိုရှင်းခန္ဓာကိုယ်ကလေနာမျိုးရှားနေရပဲဒါနဲ့တော့ရှင်ကျမခန္ဓာကိုယ်ပေါ်နေပြီးတော့နေချင်တိုင်းနေလို့တော့မရအောင်နော်တနေ့တစ်ခါတော့ရေပုံမှန်ချိုးရမယ် ဟာမချိုးချင်ပါဘူး အေးရလေ အာမလောက်ပါနဲ့တခုစမဲ့ဒါပဲရန်ချနေရနော်ရေချိုးသိချင်တာမလားတော့ချိုးမယ်အခုတော့ချိုးမယ် ရွေးမနေနဲ့ကျမကိုရေချိုးမယ်ဆိုပဲဆက်ပြန်နေချိုးမှလည်းပြော ဒီချိုးကနေမှဆက်ပြအကြံရတစ်ခုတွေးတယ်အဲ့ဒါနဲ့တိုက်ပြီးချိုးလိုက်မယ်လေ ကျမခန္ဓာကိုယ်ကြုံရဆက်ပြန်နေတိုက်လို့မရဘူးရှင် အာအဲ့ဒါဆိုပဲဆက်ပြန်နဲ့တိုက်ရမှာတော့ ကျမပေးမယ်ဟောဒီမှာ JN1 brand ရေချိုးဆက်ပြန်နေချိုး JN1 brand ရေချိုးဆက်ပြဒါနဲ့ချိုးတော့ဘာထုမှမဟုတ်လို့တော့ အာဒီ JN1 Jasmine ရေချိုးဆက်ပြန်ရလေအသားကြီးမွေးချောက်တဲ့တူတွေကိုစုပ်ပြင်းနှင်းစေတယ်ပြီးရင်သူကလူရှင်အာနီတင်ပါမလို့ရေချိုးပြီးတော့ရင်လေလူရှင်ပြန်လိမ့်စရာမလိုတော့ဘူးအနက်လေးကလည်းမွေးပြီးစိတ်ကိုကြည်ရင်လည်းဆန်းစေတယ်ဟဲ့ပြီးတော့ရင်လေ JN1 ထဲကအစိမ်းရောင်ရေချိုးဆက်ပြန်ရကြော်လေရှင်ရဲ့ဟိုကြားဒီကြားမှာရှိရဲ့ဝဲတွေပြင်နောက်ကျောင်းမှာရှိရဲ့ဆာဝက်ချန်တွေကိုလည်းတက်တာပြက်ကင်းစေတယ်ရှင်ကဂျိုင်းနဲ့တအားနန်တော့လေကျမဒီအစိမ်းရောင်ရေချိုးဆက်ပြန်ရင်းနဲ့ရှင်ရဲ့ခန္ဓာကိုယ်ကြီးတုံးပေးနေရတာပါတော့ ကဲဟုတ်ပါပြီမင်းကလည်းငါ့ရေချိုးခိုင်းတာလားကြော်ညာညာလားမသေးခွဲတော့ ဟဲ့ကြောင်ကြရဲဆိုပဲဆက်တောင်းနေမှာပေါ့ ကဲဟုတ်ပါပြီတော့ချိုးလိုက်မယ်အခုဟုတ်ပြီလား နေအောင်ကျမရင်သွားချိုးမယ် lady fast ရာမှာရှင့်ခန္ဓာကိုယ်ကလည်း ကဲ TGNY brand ရေချိုးစက်ပြရေကိုလက်လီလက်ကဝယ်ယူအားပေးချင်သူများအတွက်ခုပြထားတဲ့ Facebook page မှာရော TikTok အကောင့်မှာပါဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ အိမ်ရှင်ဟဲ့လို့ညာလေအဲ့တယ်လားညာအဲ့တကားဖွင့်ပေးလေ မဖွင့်နဲ့အခုလာနေတာငါမမ ရှင့်မင်းမအေးရှင့်လူပြုံမဟုတ်လား မဟုတ်ဘူးပြမမနေနဲ့ငါ့ကို ပြင်းမအောင်ဒီလိုဆရာကြီးဆက်ဘယ်လိုလုပ်မှာတော့ကျမတို့က အာအနောက်တော့ချုပ်တယ်အော်ဟုတ်ပြီနေပုံးနေတော့ဟမ်အာမလို့နေတော့လို့နေပုံးနေလို့မိမဟုတ်ပါဘူးဟိုအမိုက်ဘလို့လာရှာလဲ အမယောက်ျားလေးပျောက်သွားတာကြားလာပြီအဲ့ဒါလိုက်ရှာနေနတ်နေပြီရှာမတွေ့လို့ဒီဘက်ကိုလာခဲ့တာ အမိုက်ကြောင့်ဒီမှာမရှိဘူးနော် ဟိုခိကလူလည်းပြောလိုက်တာလေညီမကိုလိုက်ပို့တာနောက်ဆုံးပဲတဲ့အဲ့ဒါအဲ့ဒီကလေးကနေပေါ်မလာဘူး ဟုတ်တော့တယ်အမိုက်ကြောင့်ဘာလားမလို့အဲ့ဒီကစိတ်ကဓမ္မလေဟိုကျွန်တော်ဒီမှာပို့ပြီးတော့ချစ်ပြန်တော့ရမယ် ကောင်ဆိုင်ဟိုမင်းကြီးနေရင်တွားပြန်ပြီချင်းနဲ့ ဖြစ်နိုင်မအောင်မရဲ့အမိုက်ကြောင့်တော့ဒီလောက်ရိုးတဲ့ဟောင်း အာညီမဘာတီးလို့လေအမယောက်ျားလေးရောတွေ့လို့ကတော့တုံးလေးဖြစ်ကိုဆွဲထည့်ပလိုက်မှာ ဟာမလို့ဟာပြဿနာရတက်ပြီနဲ့
ပြဿနာပဲကွာဟေးလောင်း ဘာတော့ အခုငါမိမနဲ့ငါကွိုင်ကြီးတက်တိုင်းတွေ့လား ဩအဲ့တော့ကျမဘာလို့ပြရမှာတော့ ဟာမင်းအခုချိန်ဒီအစ်စ်နေနိုင်နေရနော် အေးစိမနေလို့ကျမကနေရမှာလားလို့ ဟာအဲ့တော့ပြောနေမှာမဟုတ်ဘူးအမအခုငါမိမနဲ့ငါနဲ့ကလေပြဿနာတိတ်တိတ်လေးမဟုတ်ဘူးအကြီးကြီးကာယမတော်လေငါတစ်ခုလက်တော့ဖြစ်သွားနိုင်တယ်သိလား ဩကျမလည်းဘာမှမလုပ်ပေးတတ်ပါဘူးရှင် မင်းစရာလည်းဘာကြံညာမအောင်မရအောင်ဟောဟုတ်ပြီကြံတစ်ခုရပြီလာငါပြောမယ်လာဟေးဘာပြောရလဲ အေးပြောလေဘာမှပြောလို့ပေါ့ လာရှေး မဖြစ်ဘူးကျမကြောက်တယ် ကြောက်နေလို့အဆင်မပြေဘူးမင်းမစဉ်းစားကြည့်မင်းခန္ဓာကိုမင်းစိတ်နဲ့တစ်ထပ်တည်းမပြတ်တဲ့ဘဝမှာမင်းနေရထိုင်ရတာတစ်တလုံးအဆင်ပြေမယ်လို့ထင်လားအဆင်မပြေနိုင်ဘူးနော်မင်းစဉ်းစားစမ်းပါ ဒါလည်းဟုတ်ပါတယ်လေ ကဲအဲ့တော့ငါပြောတဲ့အစီအစဉ်တိုင်းလုပ်မလားလက်ခံမလားကဲ ရှင်ဖြစ်ကိုဖြစ်ပါမှာဟုတ်ပါလေလို့နော်ကျမကြောက်တယ်ရှင် စကားများနေရပဲ အဲ့ရှင်လဲမဲ့ဆိုလေကျမကိုကြုတ်ပြောနေကျမကြောက်တယ်လို့ ဒီမှာတက်တိုင်ကရွေးနေလို့မှဆိုပါပဲ တက်တိုင်ပဲ မသိတယ်ဦးရွေးနေတော့ရွေးနေ ရွေးနေလုံးနေရှိပါခွဲဟာညီလေးဟာငါခဏကိုတည်းကပြန်ရောက်နေပြီကြော်လိုက်တာညီမလေးအော်တော့ပါသေးတယ် တို့ငါလေးဘကုံကြီးဖြစ်နေရတာတော့ဟုတ်တော့ဟဲ့လောက်ကြပါဦးအမလေးကဲကြပါဦး